ကိုကြီးဒါဘယ်နေရာလဲမသိဘူးရှင် ဒါကနန်းကတ်ရွာ ဟုတ်လက်ကရွာဘယ်နားမှာရှိရလဲရှင် နန်းကတ်ရွာဆိုတာကဒီကအနီးစခိုင်းလာလိုက်ရင်ကျွန်းထောက်နဲ့ဘန်ကောင်တက်ပါတော့ ဟောဟုတ်သူကမြို့နယ်ရောနီးလားကိုကြီး အာနီးရဲ့ဗျအနီးစခိုင်းကိုသွားမယ်ဆိုရင်7မိနစ်မြို့ထဲကိုသွားမယ်ဆိုရင်7မိနစ် ဟုတ် နေရာပေါ့ဗျာ ဟုတ်ကဲ့ငါလေးကတာရတယ်နော် ဟုတ်တယ်ညီမလေးဒီမှာလာပြီးနေလို့ရတယ် ဟုတ်ကဲ့ ချောင်းလေး ချောင်းလေးရတယ်ကြီးနေတာပဲနော်ရေလေးတွေက ဒီချောင်းလေးထဲမှာဆင်းနေလို့လည်းဗျာ ဟုတ်ကဲ့အောက်ကကြောက်ကလေးတွေမြင်းနေရတယ်နော်ဒီချောင်းရည်ရတယ်ဘယ်ချိန်တွေမှာရှိရလဲနော်ပြောပြပါဦး ဒီချောင်းကြီးကတော့ဒါဒီနေ့ဆိုရင်နေလားကုံလောက်တည်းရောက်နေတာပါဗျာ ဟုတ် ဒါတော့တမိုးရင်းလုံးရှိပါတယ် ဟုတ် နွေရာသီကျရင်တော့ဒီနေ့ဆန်းသွားတယ်ပေါ့ ဟုတ်ရေစီးတန်တယ်နော်ကိုကြီး ဒီရေစီးကြတယ်ဗျာဒီကတစ်ခါတလေအပန်လေးကြာ ဟုတ်ဒီဘက်ကရောဘာဆိုင်ခင်းလဲကိုကြီး အဲ့ဒါကပထမတော့မုံကြီးတွေဗျာ အော်ဟုတ် မုံကြီးတွေပြီးသွားတယ်ဟိုဘက်ကပြောင်းမှုတွေ ဟုတ်ကဲ့ ဒီကနောက်ထပ်ပြီးနေတယ်လို့စိုက်ဖို့ပေါ့ဗျာပြင်ထားတာပေါ့ ဟုတ်ဟုတ်ဟိုးဘယ်မှာလဲဘုန်းကြီးကျောင်းတွေ့တယ်နော် ဟုတ်တယ်ဒီကမ်းနေရတာလည်းငကယုံ ငကယုံဖျားဟုတ်ကဲ့ဘုန်းဆွဲပြီးကြည့်လိုက်မယ်နော်ဖျားဖူးလို့ရအောင်လို့တက်ပယ်တယ်နော် ဟုတ်တယ်ဟုတ်တယ်ရတယ်ဥချမ်း ဟုတ်ကဲ့ခုလိုရှင်းပြပေးတဲ့ကိုကြီးကိုကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ပါတယ်ဗျာနောက်လဲလာလဲပါ ဟုတ်ကဲ့ပါကျေးဇူးပါနော် ဟုတ်ကဲ့ကျေးဇူးပါ